ဖိတ်ခေါ်ပေးခြင်းနဲ့အနာမယ်လေးကတော့ဟာခါကိုစားပြုလာမယ်သူစာဝင်းလွင်ပို့ပြီးတော့ရင်ခုန်စရာကောင်းလာပါပြီမင်္ဂလာပါရှင် ZN TV ကိုအစဉ်တစိုက်ကြည့်ရှုအားပေးကြတဲ့သူများအားလုံးအထူးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်အခုဆိုလို့ရှိရင်တော့ကျမတို့မျော်လင့်ဆောင်စားနေတဲ့ Miss Universe အလှမဲ့သူစာဝင်းလွင်ကထာစာမြို့သူစာမြို့ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်လွန်ခဲ့တဲ့အပတ်ဒီသူရောက်စားတဲ့ကကျမတို့ interview ဖို့ရန်အတွက်စီစဉ်တော်ညာလဲသူ training ဆင်းနေတဲ့ကာလနဲ့တိုးတဲ့အတွက်ကျမတို့မေးမြန်းခွင့်တော့မရဘူးအခုဆိုလို့ရှိရင်တော့ဖျားခင်ကျေးဇူးတော်ကြောင့်ကျမတို့ကမေးမြန်းခွင့်ကိုရရှိပြီပဲဖြစ်ပါတယ်မင်္ဂလာပါညီမလေးမင်္ဂလာပါမဟုတ်ကဲ့အားလုံးကညီမလေးရဲ့နာမည်ကိုလည်းသိထားပြီးသားဖြစ်ပေမဲ့ပေါ့နော်ညီမလေးရဲ့မိသားစုရဲ့ Miss လောကတဲ့ကိုဘာကြောင့်ဝင်ရောက်လာဖြစ်ခဲ့တဲ့ပုံကိုလည်းပြောပြပေးပါဦးရှင်ညီမမိသားစုကတော့9ယောက်ရှိပါတယ်ညီမကတော့အငယ်ဆုံးဖြစ်ပါတယ် Miss လောကတဲ့ဝင်ရောက်ဖြစ်တာကတော့ငငယ်လေးကလည်းပြိုင်ချင်တာဖြစ်တယ်ပြီးတော့ကိုဘွားအတွက်ပေါ့နော် challenge တစ်ခုဖြစ်အောင်လို့ပေါ့နော်အတွေ့အကြုံကောင်းတဲ့တစ်ခုဖြစ်အောင်လို့ဆိုပြီးတော့ညီမဝင်ပြိုင်ခဲ့ရပါညီမအရင်လည်းကံကောင်းတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဒီလိုနေရာမျိုးရောက်ရှိခဲ့ရဖြစ်ပါတယ်ဟုတ်ကဲ့ပြီးတော့ဘောနော်ဒီ Miss လောကတဲ့ကိုစပြီးရောက်ရှိလာတယ် Miss Universe 2020ဆိုပြီးတော့crown ရရှိလာခဲ့တယ်ကျမတို့ကြည့်တလောက်ဆိုလို့ရှိရင်ဒီ crown ရတော့ကလည်းကြရက်ဒီတော်တော်လေးရိုက်ခဲ့တယ်ပေါ့နော် media တော်တော်များများရဲ့ attention လည်းရရှိခဲ့တယ်ဒီကြားထဲမှာဘယ်လိုစိတ်သက်ခွန်အားတွေနဲ့ဒီလိုအဆင့်ထိတက်ရောက်လာခဲ့တယ်ဆိုတာလည်းပြောပြပေးပါဦးရှင်ဘယ်လိုပြောရမလဲညီမတို့အားပေးပရိသတ်တွေအများများပါတယ်ပြည်တွင်းရောပြည်ပရောအားပေးပရိသတ်အများများရတော့ညီမခွန်အားတွေအများကြီးဖြစ်တယ်ပေါ့နော်သူတို့ကညီမပို့ပြီးတော့ချစ်ကြရဲအားပေးကြရတော့ confidence လည်းပိုရှိရပြီးတော့ပြိုင်ပွဲမှာလိုအပ်တဲ့အရာတွေအကုန်လုံးလည်းပရိသတ်တွေအကုန်လုံးကထောက်ပြရတယ်အကြံဉာဏ်တွေလည်းအများကြီးပေးရအဲ့ဒီအကြံဉာဏ်တွေကိုလည်းညီမကအကောင်းဆုံးအသုံးချရပေါ့နော်ညီမမှာအကောင်းဆုံးလည်းဖြစ်အောင်လို့စူးစမ်းရပေါ့နိုင်ငံကိုစားပြုဆိုတော့ကိုတယောက်တည်းအတွက်မဟုတ်တော့ဘူးကိုနိုင်ငံအတွက်ပထမဦးဆုံး placement လည်းရယူပေးချင်တာဖြစ်တဲ့အတွက်ကြောင့်ညီမအကောင်းဆုံးစူးစမ်းခဲ့တဲ့အတွက်ကုလိုရလက်ကိုရခဲ့လို့ထင်ပါတယ်ဟုတ်ကဲ့နောက်မေးခွန်းနေနေပေါ့နော်အခုဆိုလို့ရှိရင်ညီမကလာကြတဲ့ကတချို့ Miss တွေဆိုလို့ရှိရင် internationally တွားရောက်တဲ့ခါမှာသူတို့ရဲ့ပရိသတ်တွေကလေစိတ်ဒီမှာသွားရောက်ကြိုဆိုနှုတ်ဆက်ကြတယ်လိုက်လံပို့ဆောင်ကြတယ်ညီမကအဲ့လိုခွင့်အရေးလည်းမကြုံခဲ့ဘူးပြီးတော့ဒီကိုရောက်လာတဲ့ခါမှာလည်း luggage တွေကပျောက်ဆုံးသွားတယ်ပြီးတော့ကို national costume အမျိုးသားဝတ်စုံနဲ့ဝင်ပြိုင်ဖို့လုပ်တဲ့ခါမှာလည်းအဲ့ဒီအိတ်ကလည်းပျောက်သွားတဲ့ခါမှာအဲ့အချိန်မှာစိတ်ဓာတ်ကတော့အင်မတန်ကျနေမှာပဲပြောရှင်ကျမတို့နိုင်ငံရေးအခြေအနေလည်းမကောင်းခဲ့တဲ့ခါကျတော့ပိုပြီးစိတ်ပင်ပန်းခဲ့မှာပဲအဲ့လိုအခြေအနေမျိုးမှာညီမအနေနဲ့အကောင်းဆုံးရှင်ပြိုင်နိုင်ခဲ့တဲ့စိတ်ဓာတ်ကိုအဓိကညီမလေးကို motivate ပေးတဲ့သူကဘယ်သူများဖြစ်မလဲရှင်ညီမကိုစိတ်တက်ကတော့ကြာရတော့မဟုတ်ဘူးအဓိကတော့အင်ကြီးဝစ်ဆိုင်နှမျိုးတာပေါ့နော်ကိုကဒီနိုင်ငံရေးအခက်ခဲကြရဲမှာပြိုင်ပွဲအတွက်ကိုခက်ခဲအများကြီးကြော်ဖြတ်ပြီးတော့ပြိုင်ပွဲမှာအကောင်းဆုံးလဲကွာဝစ်ချင်တယ်မြန်မာနိုင်ငံအတွက်လည်းဘယ်လိုပြအကောင်းဆုံးပဲဖြစ်စေချင်တာပေါ့နော်မြန်မာနိုင်ငံအရှိသမျှအကောင်းဆုံးဒီဇိုင်နာတွေကပဲစီစဉ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ညီမလည်းအရင်စိတ်မကောင်းဖြစ်တာပေါ့အစားတော့နှက်မျောတာအဝတ်စားတွေဒါမဲ့လည်းညီမဘေးမှာ supporting ပေးရလူတွေအများကြီးရှိရယ်ညီမအမတို့ညီမအမ assistant တို့ပြီးတော့ညီမတငယ်ချင်းတွေအကုန်လုံးကလည်းsupporting အပြည့်ပေးရပေါ့နော်ဒါပြဿနာဖြစ်ပြီးတော့အဲ့ဒါကြီးကိုထိုင်ပြီးတော့စိတ်ညစ်နေလို့လည်းဘာမှမထူးပေါ့နော်ပြိုင်ပွဲမှာပဲပို့ပြီးတော့အာယုံမဆိုင်နိုင်ပဲဖြစ်မှာပေါ့နော်အဲ့တော့ပြိုင်ပွဲကိုပဲအဓိကအာယုံဆိုင်ပြီးတော့ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲပေါ့အဲ့အချိန်မှာညီမပရိသတ်တွေကိုပြောပြလိုက်တယ်ပစ္စည်းပြောက်တဲ့အကြောင်းပြောပြလိုက်တဲ့အချိန်မှာအကူညီပေးတဲ့လူတွေအများကြီးပေါ်လာတယ်ပေါ့နော်အဲ့အချိန်မှာပို့ပြီးတော့ပျော်သွားတယ်ပေါ့နော်အစကတော့ကိုယ့်အကိုတယောက်တည်းကြိတ်ခံစားနေရတဲ့အချိန်မှာတော့ပို့စိတ်ညစ်တယ်ငိုလဲငိုလိုက်ဟွာဖြစ်လိုက်သူများအင်ကြီးလက်လာလေးဝင်နေတဲ့အချိန်မှာကိုကဝမ်းနဲ့อ่ะပေါ့နော်ဒါပေမဲ့အကုန်လုံးပြောပြလိုက်တဲ့အချိန်မှာကြာတော့အကုန်လုံးကကူညီကြတယ်ပြန်ဝင်အချင်းချင်းကလည်းသူတို့မှရှိရဲ့အင်ကြီးလေးလည်းငားကြတယ်ပေါ့နော်အဲ့လိုမျိုး organization ကလည်းကူညီပေးအဲ့အချိန်မှာတော့ခွန်စိတ်သက်ခွန်ကပြန်တက်သွားတာပေါ့တနိုင်ငံလုံးကလည်းအဲ့အချိန်မှာအရန်အောင် supporting ပေးနေကြတယ်အဲ့လိုအကုန်လုံးရဲ့ဒါပေါ့အားပေးမှုတွေအကုန်လုံးရဲ့ခွန်အားပေးမှုတွေကြောင့်ညီမစိတ်သက်ကပို့ပြီးတော့ကြက်ခိုင်တယ်လို့ထင်ပါတယ်ဟုတ်ကဲ့နောက်မေကွန်းနေနဲ့ပေါ့နော်ဒီကိုယ့်ရဲ့မူလကရီမန်းထားတဲ့ဝတ်စုံနဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်အခြေအနေမျိုးကြောင့်မရတော့ဘဲနဲ့ဒီချင်းဝတ်စုံနဲ့ပြောင်းလဲပြီးတော့ဝတ်ဆင်ရတဲ့ပုံမှာငကိုတဲ့ကညီမစိတ်ထဲမှာစုရမယ်လို့မှန်းထားသလားညီမက
အဲ့လိုမျိုးတော့မမှန်းထားဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါကတော့ကန်တရားပေါ့နော်ညီမလည်းအကောင်းဆုံးဒါရှင်ပြိုင်ခဲ့တယ် performance ကိုပြီးတော့ညီမမှာဘယ်လိုပြောရမလဲပြိုင်ပွဲ national costume အတွက်ဟိုဟာ practice တောင်မလုပ်လိုက်ရဘူးပေါ့နော်စေပေါ်မှာဘယ်လိုမျိုး performance လုပ်မယ်ဆိုတော့ဘယ်လို last minute ဖြစ်သွားတာဒီနေ့ပြိုင်မယ်ဆိုရင်ညနေ6နာရီပြိုင်မယ်ဆိုညနေ4နာရီလောက်မှအကုန်လုံး ready ဖြစ်တာဆိုတော့ makeup ပြင်ရတာနဲ့ဗာနေညီမကဘာမှ ready မဖြစ်ဘူး practice လည်းမလုပ်အောင်အဲ့တော့စိတ်ထဲမှာပဲ practice လုပ်လိုက်တယ်ငါစင်ပေါ်ရဒီလိုလုပ်မယ်ဆိုပြီးအဲ့ချိန်ကျတော့သူဖြစ်သွားတာပေါ့နော်ကိုယ်စိတ်ကခံစားချက်နဲ့ပြီးတော့အဲ့ဒီ brave for မြန်မာထောင်လိုက်တဲ့အချိန်မှာအစတော့တမျိုးကြီးဖြစ်နေမလားပေါ့နော်ဘယ်သူမှလည်းမပြောထားဘူးကိုယ့်ဘာကိုလုပ်တာဆိုတော့ဒါပေမဲ့အောက်ကပရိသတ်တွေရောဒိုင်လူကြီးတွေရောအကုန်လုံးအားပေးကြတယ်သူတို့အားပေးတဲ့နေရအရန်ဟိုပေါ့အကျယ်ကြီးပဲအဲ့လိုဖြစ်တဲ့အချိန်မှာဟိုပို့ပြီးတော့ပေါ့နော်ဝမ်းလဲဝမ်းတာတယ်ဟိုလိုပေါ့ကိုယ်နိုင်ငံအတွက်လဲဟိုစိတ်မကောင်းလဲဖြစ်တယ်ဒီလားအကုန်လုံး emotion အကုန်ရောသွားပေါ့နော်အဲ့ချိန်မှာကိုယ့်ရဲ့ခံစားချက်အမှန်ဖြစ်သွားလို့လဲဒီ national costume ဆိုတာရသွားပေါ့ဟုတ်ကဲ့နောက်ထပ်ပရိသတ်တွေဒီပရိသတ်တွေမေးထားတဲ့ comment တော်တော်များများမှာတွေ့ရတဲ့ဟာကဒီ pray for မြန်မာဆိုတဲ့စာတန်းကဘာကြောင့်ကင်ဖို့ idea ရခဲ့ရလဲ save မြန်မာလို့လည်းသုံးလို့ရတယ်တခြားစာသားမျိုးမျိုးထိုးလို့ရ pray for မြန်မာဆိုတဲ့ဒီ handmade လေးကိုပေါ့နော်ဘာကြောင့်သုံးဖြစ်လဲဆိုတဲ့အရာဟိုအဲ့ဒါလေးနဲ့တစ်ချက်လောက်ပြောပြပေးပါရှင်ဟုတ်အဓိကမြန်မာနိုင်ငံမှာဖြစ်နေတာတော်တော်များများတော့ဒါသိနေပြီဒါလေဒါပေမဲ့ဟိုအဓိကကတော့စာတန်းကိုကြည့်လိုက်တာနဲ့ဘာကြောင့်လဲဆိုတာရောအရင်လိုက်စုံစမ်းစရာမလိုတော့ပဲနဲ့သူတို့နိုင်ငံဒုက္ခတွေ့နေရအခက်ခဲတွေတွေ့နေရဖြစ်တဲ့အတွက်ကြောင့်အကူအညီတောင်းတဲ့အနေနဲ့ဆိုတာပို့ပြီးပေါ်လွင်အောင်လို့ညီမ pray for မြန်မာကိုရွေးလိုက်တာပါဟုတ်ကဲ့အခုဆိုလို့ရှိရင်ပေါ့နော်ဒီ state တွေတစ်ခုပြီးတစ်ခုသွားနေရတယ်မြန်မာလူမျိုးတွေတိုင်းသားနွယ်ဖွားတွေနဲ့အမျိုးနဲ့စုံတွေ့နေရတဲ့ခါမှာညီမအတွက်ဟိုနှွေးထွေးတဲ့အင်ကဲတို့ခံစားစီရဲ့အချက်ကဘာများဖြစ်မလဲအကုန်လုံးကပေါ့နော်ညီမကိုလည်းတို့ကလည်းဟိုပင်မန်းမှလည်းစိုးတယ်ညီမကလည်းတခုဆိုပင်မန်းတာလွယ်တော့အကုန်လုံးကအဲ့လိုအဲ့အရန်ကြည်ကြပေါ့နော်အဲ့လိုဆိုညီမပူအောင်အားနာတည်ဟိုပထမဆုံးတွေ့ဘူးတဲ့လူတွေလည်းဖြစ်တယ်ဒါပေမဲ့အကုန်လုံးကပေါ့နော်ကိုယ့်ရဲ့သမီးလေးလို့ကိုညီမလေးတွေလို့အဲ့လိုမိသားစုလိုမျိုးပေါ့နော်အကုန်လုံးကအိမ်နဲ့ဝေးနေတဲ့အချိန်မှာအခုလိုမျိုးလေးလုပ်ပြရတော့အရင်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ပေါ့နော်ဟိုအခုနောက်ပိုင်းနေနဲ့ညီမအနေနဲ့ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံကနေပြော international ထိတက်လန်းနိုင်တဲ့ Miss ဒီ model တွေထဲမှာဆိုလို့ရှင်ပေါ့နော်ဒီစုရီရပြီးတဲ့ခါမှာဒီပရာဟိတတွေလုပ်မယ်အကျိုးပြုလုပ်မယ်ဆိုပြီးတော့တချို့ကကြလည်းဟိုဟန်ပြတာရှိတယ်တချို့ကကြမလုပ်ဖြစ်တာလည်းရှိတယ်ဆိုညီမအနေနဲ့အဲ့လိုမျိုးပါဝင်ခဲ့ပြီးသားလည်းရှိလားဘာဆက်လွယ်ပြီးလှုပ်ဆောင်မှုရှိလဲဆိုတော့ပြောပြပေးပါဦးရှင်ဟုတ်အဓိကကတော့ပေါ့နော်ဟိုကို project လုပ်မယ်ဆိုရင်ပေါ့နော်ဒီကိုတကယ်ကိုလှုပ်ချင်တဲ့ဥစ္စာကိုပဲအဓိကထားပြီးလှုပ်စေချင်တယ်ညီမဆိုရင်ညီမကိုယ်တိုင်လည်းခက်စားခဲ့ရတဲ့ဒီ breast cancer နဲ့ပတ်သက်တဲ့ဥစ္စာကိုညီမရွေးချယ်လိုက်တဲ့အတွက်ဟိုဘယ်လိုပြောပြန်ပွဲမှာဆိုရင်လည်းဒိုင်းနေလဲသူတို့သဘောကျရပေါ့နော်ဒါကိုယ့်ရဲ့လက်တွေ့ခံစားချက်အစစ်အမှန်ဖြစ်တယ်သူတို့မေးတဲ့အခါမှာလည်းညီမရှင်းပြတဲ့အခါမှာလည်းလက်တွေ့ကိုရှင်းပြရတဲ့အတွက်အကုန်လုံးကရင်ထဲထိရောက်တယ်ပေါ့နော်အဲ့တော့တကယ်အစစ်အမှန်ဒီ awareness ပေးရမျိုးပဲဖြစ်စေချင်တယ်ပြီးတော့ပြန်ပွဲပြီးွားရဲ့အချိန်မှာလည်းညီမဆိုရင်တော့ဒီ breast cancer ကတော့ညီမပြန်ပွဲပြီးပြီမဲ့လည်းညီမဆက်ပြီးတော့ဒါဆောင်ရွက်နေမှာပဲပေါ့နော်ဒီ awareness နဲ့ပတ်သက်တဲ့ဥစ္စာဥမာ social media အနည်းဆုံးပေါ့နော်လူကိုယ်တိုင်မသွားနိုင်တော့မှ social media ပေါ်မှာဘယ်လိုမျိုးဆောင်ရွက်ရှောင်ရအချက်တွေပြပြတာတော့ပြီးတော့ရင်ဟိုငွေကြေးဖြစ်ဖြစ်အဲ့လိုမျိုးအခက်ဒုက္ခရောက်နေတဲ့လူတွေကိုကူညီပေးတာတော့အဲ့လိုမျိုးလေးတော့ဆက်ပြီးတော့လှုပ်ဆောင်တင်တယ်လို့ထင်တယ်ပေါ့နော်အဓိကကတော့ for sure မဟုတ်ပဲနဲ့ကိုယ့်ရဲ့တကယ်ဟိုရင်းနှီးရရှိတဲ့အစစ်အမှန်ပေါ့နော်ပြိုင်ပွဲမှာဟိုအနိုင်ရဖို့အတွက်ပဲဒါကြီးကိုဟန်ပြလောက်တာမျိုးမဖြစ်စေချင်ဘူးအဲ့လိုမျိုးဆိုရင်လည်းဒါဟို top ဝင်ဖို့ကလမ်းဝေးတယ်ပေါ့နော်ဟိုကိုယ့်ရဲ့တကယ်လက်တွေ့ဖြစ်ဖြစ်ဒါမှမဟုတ်ကိုကတကယ်ကိုစိတ်ဝင်စားတဲ့အရာဖြစ်ဖြစ်အဲ့လိုမျိုးရအောင်ပဲဆက်ပြီးလုပ်စေချင်ပါတယ်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ကျမတို့ ZN TV Media ကိုတော့၎င်းအမျိုးအနေနဲ့အရရအတိုင်းပြည်ကနေပြီးတော့အားပေးကြည့်ရှုနေတဲ့ပရိသတ်များအားလုံးကိုနောက်ဆုံးအနေနဲ့ပြောကြားချင်တာလေးပြောပြပေးအောင်ရှင်ဟောညီမအခုလိုမျိုးဒါဟိုတကူတကာပေါ့နော်အခုလိုကွန်ပျူတာပေးနေတဲ့အတွက်ဖိတ်ကြားတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်လို့ဟိုတိုင်းရင်းသားပေါင်းစုံပေါ့နော်ဒါချင်းဝစ်ဆောင်ကိုလို့ချင်းလူမျိုးတွေမဟုတ်ဘူးမြန်မာလူမျိုးတွေတခြားတိုင်းရင်းသားပေါင်းစုံပေါ့နော်ညီမကိုချစ်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်မြန်မာနိုင်ငံအတွက်လည်းဒီထက်ပိုပြီးတော့ဟိုတက်နိုင်တဲ့ဘက်ကနေပြီးတော့နိုင်ငံခြားမှာရှိနေလူတွေအနေနဲ့လည်းကူညီပေးကြပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါညီမတို့ ZN TV ကနေပြီးတော့စိတ်ရှိလက်ရှိနဲ့မေးမြန်းပေးသမျှကိုဖြေချပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျမတို့ ZN TV အနေနဲ့ကလည်း top 21ဝင်ခဲ့တဲ့ national costume ဆုလည်းရရှိခဲ့တဲ့ဆွမ်ဆွေမှာဆိုလို့ရှိရင်လည်း top 12ထိဝင်ခဲ့တဲ့မြန်မာအလှမဲ့မြန်မာဂုံဆောင်သူစာဝင်းလွင်နဲ့မေးမြန်းမှုကအီများလောက်ပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှ
ကြိမ်မြောက်မဲဆက်ကြဝဠာမြန်မာပြိုင်ပွဲကြီး Miss Universe မြန်မာ2020 winner ဆုရှင်ကတော့ဟာခါကိုစားပြုလာမဲ့သူစားဝင်းလွင်ဖြစ်ပါရဲ့ရှင်။ညာဝမ်းသာပြီးကုန်ရပါတယ်။ဆုချင်းနေပါအောင်ရှင်။ဒီကနေ့ညမှာတိုက်တယ်ဆုများစွာနဲ့အတူရှစ်ကြိမ်မြောက်မဲ့စัจ java လာမြန်မာပြိုင်ပွဲကြီးရဲ့ Miss Universe မြန်မာ2020 winner ဆုကြီးကိုပါဆုခူးသွားနိုင်တာဖြစ်ပါတယ်။အလှပဆုံး crown ကြီးကိုလည်းပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်ရှင်။အရန်ကုန်ယူရပါတယ်ဝမ်းသာရပါတယ်ညီမလေး